ရွှေချမောင်ဆိုဘလို့ဘာရှင်းဖြစ်ဖြစ်ကြိုက်ကြတဲ့သူတွေရှိလားယူလီယာကတော့ချမောင်မွေလေးရှိတာနဲ့ထမင်းနယ်လေးလှုပ်စားဖြစ်ပါတယ်ထမင်းပူပူလေးတဲကိုချမောင်မွေဟင်းခတ်မုံအသားမုံနဲ့နဲ့ထည့်ပြီးထမင်းခဲလေးတွေကိုကြည့်အောင်အရင်ချစ်ပေးပါတယ်ပြီးရင်တော့ကြက်ကြော်စီလေးနဲ့ငါးငါးပြားရီလေးတစွန်းဆန်းကခက်မြက်မြန်ပဲနှက်ပေးလိုက်ပါတယ်ကဲစားကြပါအောင်အနက်နဲ့တင်စားခြင်းစပွဲဖြစ်နေပါပြီသူနဲ့တွဲစားဖို့ကတော့ကြက်တောင်မှန်လေးကိုဓားလေးနဲ့မှုန်းပြီးစားစနုံအရသာမုံထည့်ပြီးနေကဆုပ်ဆုပ်ပြီးနေပေးပါတယ်ပြီးရင်တော့တနားရီလောက်နဲ့ထားပါတယ်ယူလီယာကတော့ကြက်သားကိုအမှုန့်တွေနဲ့ကတ်ကြော်တာထက်တူးကြီးကြော်တာပို့ပြီးတော့ကြိုက်ပါတယ်ပြီးတော့ကြက်ကြော်ပလိန်းကြော်ကအကန်လေးကဲရင်ပို့ပြီးတော့စားကောင်းပါတယ်အရေကွန်ကျွတ်ကျွတ်လေးနဲ့အပြင်သားတင်းတင်းလေးဖြစ်အောင်မီးအေးအေးနဲ့ကြာကြော်ပေးပါတယ်ကဲချမောင်နယ်လေးကတော့အစင်သစ်ဖြစ်နေပါပြီကြက်ကြော်လေးအုပ်အနံမွေးအောင်တံမြာသီးလေးညှက်ထက်မျိုးသီးစိမ်းလေးနဲ့ယူလီယာအကြိုက်ကြက်သွန်မြိတ်လေးကလည်းမပါမဖြစ်ပေါ့နော်ပြီးတော့အချစ်ဆုံးနံမေလေးကိုပါထည့်လိုက်တော့အမြင်နဲ့တင်တရေရိုရမယ်ချမောင်ထမင်းနယ်လေးရပါပြီရှင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်ရှင် bye